အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ဗောနော်မလှုပ်စားဖြစ်တာလဲကြာပြီဖြစ်တယ်မြန်မာမုတ်လေးတွေကလွယ်လွယ်ကူကူနဲ့လှုပ်လို့ရတဲ့မုတ်ကလေးဖြစ်တယ်ဗောနော်ငှက်ပြောပေါင်းလေးလှုပ်ပါမယ်ငှက်ပြောပေါင်းလေးရိုက်အေးစိတ်ပြည့်နေပြီးတော့ရမ်းလဲစားလို့ကောင်းတယ်ဗောနော်လုံနီးလေးလှုပ်ပြပါမယ်ကြည့်ရှုပေးပါအောင်ရှင်ဒါကတော့ငှက်ပြောပေါင်းလှုပ်ဖို့အတွက်ပေါင်းဝင်ပစ္စည်းလေးပါငှက်ပြောသီးဗောနော်ဒီမှာတော့ငှက်ပြောသီးကိုရခိုင်ငှက်ပြောသီးသုံးပါတယ်ရခိုင်ငှက်ပြောသီးဒီတစ်ဖီးလုံးမှာဗောနော်အနာစာလည်းမရှိဘူးအဲ့ဒါကိုမှသူက1000ပဲပေးရတယ်ဗောနော်အလုံးကြီးအားဖြင့်က16လုံးပါပါတယ်ဒီမှာတော့16လုံးလုံးတော့မသုံးတော့ဘူးပေါ့နော်12လုံးတော့သုံးပါတယ်၄လုံးကိုကတော့ဒီတိုင်းအလွတ်စားခြင်းလို့ထားတယ်ပေါ့နော်အရင်ဆုံးငပြောသီးကိုပြုတ်ဖို့အတွက်အခွန်လေးတွေနှွားမယ်ပြီးသွားလို့ရှိရင်တော့ရေဆေးတန့်စင်ပေးထားမယ်ပေါ့နော်ရေဆေးတန့်စင်ပေးထားပြီးသွားပြီဆိုရင်တော့ပြုတ်ဖို့အတွက်ကိုစပြီးတော့မှလုပ်ပါမယ်ဒီမှာတော့ထမင်းပေါင်းလေးနဲ့ပဲသုံးမယ်ပေါ့နော်မင်းပေါင်းလေးနဲ့ပြုတ်ဖို့အတွက်ကိုငပြောသီးကိုအရင်ထည့်မယ်ပြီးသွားလို့ရှိရင်တော့ငပြောသီးကိုမြုပ်တဲ့အနေထားလောက်ထိကိုရေကိုထည့်ပေးထားပါမယ်ပြီးရင်တော့စားလေးနဲ့ငယ်ထည့်မယ်ပေါ့နော်ဘာလို့စားထည့်ပြီးတော့မှပြုတ်လဲဆိုတော့လေရခိုင်ငပြောသီးကကြတော့သူကအဖန်ဓာတ်ပါတယ်အဲ့မှာထွက်လာတဲ့အမြုပ်ကလေးတွေပေါ့နော်အဲ့ဒါလေးရာဆိုရင်သူ့ရဲ့အဖန်ဓာတ်လေးတွေထွက်လာတာပေါ့နော်သူ10မိနစ်လောက်တော့ပြုတ်ပေးရပါတယ်ငပြောသီးကအရန်ပျော့ပြဲသွားတဲ့အနေထားလည်းမဟုတ်ဘူးပေါ့နော်10မိနစ်လောက်မီးလေလက်နဲ့ပြုတ်ပြီးသွားရင်တော့ငပြောသီးလေးတွေကိုအေးခံပေးထားပါမယ်အုံတို့ဘူးလေးကိုအပေါ်ရန်ဖုံလေးတွေတုပ်လိုက်မယ်ပြီးသွားရင်တော့နည်းနည်းလေးလှုပ်ပေးလိုက်မယ်ပေါ့နော်အနှစ်ကလေးတွေအားလုံးပါအောင်လို့ပါပြီးသွားရင်တော့အုံတို့စပြီးတော့မှကြိုပါတော့မယ်အုံတို့ကြိုတဲ့အခါမှာလေဒီမှာကတော့ဒီထမင်းပေါင်းလေးပဲသုံးတယ်ပေါ့နော်ထမင်းပေါင်းကကြတော့ဝေကြတဲ့အခါမျိုးမှာလည်းသူကအမြန်ထိန်းနိုင်တယ်ပေါ့နော်နောက်ပြီးတော့အိုးကတ်တာမျိုးလည်းမဖြစ်ဘူးဆိုတော့ဒီထမင်းပေါင်းကတော့သုံးရတာတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးတော့ခါကြတော့ရေကိုကအုံတို့တပူးစာသုံးထားတဲ့အတွက်ရေကိုလည်းသူ့တပူးစာပဲပေါ့နော်အဲဒီအုံတို့ဘူးတပူးစာပဲသုံးပါတယ်ပြီးသွားရင်တော့မီးအေးလေးနဲ့ပဲတည်ပေးမယ်ပေါ့နော်ကြားကိုကတော့အခုခွက်ထဲမှာမြင်ရတဲ့အနေထားအတိုင်းထည့်ပါတယ်အဲ့ဒါအချိုအတော်ပဲပေါ့နော်အချိုရိုင်းလည်းမချိုဘူးပေါ့လည်းမပေါ့ပါဘူးအိုးကိုပြတ်ထားခဲ့လို့မရပါဘူးအဆက်မပြတ်မှွေပေးရတယ်ပေါ့နော်အိုးကဝေးကြတာမျိုးကတ်သွားတာမျိုးဖြစ်မှာဆိုလို့ပါပြီးသွားရင်တော့ငပြောသီးလေးတွေကိုထည့်ပါမယ်ရေစေးတန့်စင်ထားတဲ့ငပြောသီးလေးတွေကိုထည့်ပြီးတော့ငပြောသီးလေးတွေကိုဟိုဘက်တွန်းဒီဘက်တွန်းတော့နည်းနည်းငယ်လုပ်ပေးရပါတယ်ဘာလို့လဲဆိုတော့ကတ်သွားမှာဆိုလို့ပါအရင်လည်းမလုပ်ဘူးเนาะအရင်လုပ်လို့ရှိရင်လည်းငါပြောသီးဒီပဲ့ကုန်မှာဆိုလို့ပါပြီးသွားရင်ဒီလိုမျိုးအနေထားဒီဝေတက်လာတယ်ပေါ့เนาะသူကအုံတို့ကလေမှွေနေတဲ့ကြားထဲမှာဝေကျစင်တဲ့အနေထားဒီတက်တာဆိုတော့ဒီလိုဇောင်းနှက်တဲ့အိုးနဲ့မှာအဆင်ပြေတာပေါ့เนาะအိုးတိမ်တဲ့ဟာဆိုလို့ရှိရင်မလွယ်ဘူးပေါ့เนาะဒီမှာဆိုလို့ရှိရင်တော့ငါပြောသီးလေးတွေထဲကိုလည်းအရသာလေးတွေရအုံတို့ရသာလေးတွေဝင်ပြီပေါ့เนาะအခုလိုအနေထားမျိုးလေးဆိုရင်တော့ဒီကိုလိုချင်တဲ့အုံတို့အနေထားပေါ့เนาะအခုလိုအနေထားဆိုရင်တော့ဒီမှာတော့ချလိုက်တယ်ပေါ့နော်ဆက်ပြီးတော့မှဒါထက်ခံပြီးတော့မှနည်းနည်းအုံတို့လိမ့်တာမျိုးလေးလိုချင်တယ်အုံတို့အနှစ်ကိုလိုချင်တယ်ဆိုရင်လည်းဆက်တည်ထားလို့ရပါတယ်ဒီမှာတော့ဒီအနေထားလောက်နဲ့ချလိုက်ပါတယ်အုံတို့ရေလေးနဲ့စိမ်ပြီးတော့စားတဲ့အရာသာမျိုးလေးကြိုက်လို့ပေါ့နော်အခုဆိုလို့ရှိရင်တော့အုံတို့ပြည့်နှစ်လေးနဲ့ငပြောပေါင်းလေးရပြီပဲဖြစ်ပါတယ်တန်ရှင်းလက်ဆက်ပြီးတော့အိမ်မှာလုပ်တဲ့ငပြောပေါင်းလေးပေါ့နော်မြန်မာမုတ်တီလည်းမလုပ်ဖြစ်တာကြာပြီဆိုတော့မြန်မာမုတ်အလွမ်းပြေအနေနဲ့လည်းလုပ်ဖြစ်တဲ့မုတ်လေးဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်